ရိမေတ္တရာမြတ်စွာဘုရားတရားဟောတဲ့အခါမှာဘယ်မြို့ဘယ်တော်ဘယ်တောင်ထဲမှာပဲဟောစัจ java လာတိုက်တသောမှရှိတဲ့နတ်တွေလူတွေဟာရုပ်ပုံတော်ကိုလည်းပူဇာရလိမ့်မယ်အတန်တော်ကိုလည်းကြားကြရလိမ့်မယ်အရိမေတ္တရာမြတ်စွာဘုရားကဟိုးအဝေးကြီးတောထဲမှာတရားပါဟောနေတယ်ဒါပေမဲ့လို့အဲ့ဒီမြတ်စွာဘုရားရှိတဲ့အရကဗုဒ္ဓရဲ့ပုံတော်ဗုဒ္ဓရဲ့အတန်တော်ကိုဘယ်မြို့ဘယ်ရွာဘယ်ဒေသမှာပဲနေလို့အကုန်လုံးကုတွေ့ကြရတယ်တဲ့အရိမေတ္တရာမြတ်စွာဘုရားရှင်ကိုတော်မြတ်ဘယ်အရာမှာတရားဟောဥပမာဘုန်းကြီးတို့ဆိုလိုက်ကြပါစို့ဒီကနေပြီးဘုန်းကြီးတို့ကဘကိုးနေတယ်အရိမေတ္တရာဘုရားကဟိုမန္တလေးကနေတရားဟောနေတယ်မြင်ရတယ်အဲ့ဒီမန္တလေးမှာဟောတဲ့အတန်ဘကိုးကနေကြားရမယ်အဲ့ဒါအရိမေတ္တရာမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့တကူတော်ပဲဗမာနေဘယ်ကနေဟောအဝေးကြီးကနေပြီးတော့ကြားရတယ်မြင်ရတယ်ဖူးရတယ်တန်တော်ကိုကြားရတယ်ဘုန်းကြီးကအရိမေတ္တရာဘုရားအခုချိန်ပွင့်သေးခြင်းဘာဖြစ်လို့လဲဆိုဒီနေ့တရားနာပြင်းတဲ့လူတွေ